င်္ဂလာပါဒီညတော့ကျွန်တော်မြချင်တာညစေတန်းတဲ့မှာညဆိုင်နဲ့ဆိုင်တော့ထိုင်မှာဖြစ်ပါတယ်ဒါပြည့်စင်အာလူထပ်ရတော့ဆောင်းနေပါဆိုရှယ်အာလူပူလေးတပွဲဆန်းည8 နာရီခွဲပါပြီမြချင်တာလောလောဆယ်တော့နိုင်ငံရေးအခြေအနေကြောင့်လူကတော့တော့ဒီအချိန်ဆိုရင်လည်းပါတယ်ပေါ့ရန်ကြီးလည်းလူသိပြီးမရှိကြတော့ဆိုင်တော်တော်များများလည်းပိတ်ကြပြီနွားနုတော့ကောင်းတယ်